ပွဲတော်ထဲမှာတငယ်ချင်းတွေနဲ့အတူပျော်နေတဲ့ပီတာပါကာရုတ်တရက်ကောင်းကင်ယံကနေကော်ဘလင်းတယောက်ပေါ်လာပြီးတော့ပွဲတော်ကိုဖျက်ဆီးလိုက်တဲ့အချိန်စပိုင်ဒါမန်တယောက်ပြည်သက်တွေကြားထဲကနေချက်ချင်းပေါ်လာပါတော့တယ်အန်ရီရီဂျားတွေကလူတွေကိုစပိုင်ဒါမန်ကတယောက်ချင်းစီလိုက်လံကယ်ဆယ်နေရပါတယ် Hold it right there! I surrender! Oh boy. Hold it right there! Impressive! တစ်ဖက်မှာလည်းဂေါဘလင်းကလေရင်ပြန်တဲ့ဘုံတွေကိုကျဲပြီးတိုက်ခိုက်နေပါတယ်။ဖိုက်တာမန်ကလူတွေကိုကယ်ရင်းနဲ့ဂေါဘလင်းရဲ့ဘုံတွေကိုပင်းအာယုံနဲ့ရှောင်တင်းပြီးတော့တက်ဆွန့်ဆန်ပြတိုက်ပွဲဆင်နွှဲနေရတာပါ။တိုက်ပွဲရဲ့ထွတ်ထိပ်မှာစပိုင်ဒါမန်ဂေါဘလင်းရဲ့မျက်နှာဖုံးကိုပြစ်မှတ်ထားပြီးတော့ပင်ကူဝင်အကြီးကြီးပြစ်လွတ်လိုက်ပါတယ်။မျက်နှာဖုံးကိုအုပ်သွားတဲ့အခါဂေါဘလင်းရဲ့တိုက်ကွက်တွေကရက်တန့်သွားပြီးတော့အချင်းတွေကိုစပိုင်ဒါမန်ထိန်းချုပ်လိုက်ပါတယ်။တိုက်ကွက်တွေဖြတ်သွားတဲ့ဂေါဘလင်းတယောက်ဒေါသတကြီးနဲ့စပိုင်ဒါမန်ငါတို့နောက်တစ်ခေါက်ပြန်တွေ့ကြအောင်မယ်။အော်ပြောပြီးတော့သူ့လေရင်နဲ့တော့ကောင်းကင်ယံကိုနှင်းမြန်စွာပြန်တန်းထွက်ပြေးသွားပါတော့တယ်။